Okay finally ပေါ့နော်ကျွန်တော်တို့ရှိကို Vivo 8300 Pro ကြီးရောက်ရှိလာခဲ့ပြီပေါ့နော်အဲ့တော့ကျွန်တော်အခုလက်ရှိမှာကိုင်နေရတော့ Vivo 800 Ultra ပေါ့နော်ဒါကျွန်တော် Vivo Vision Plus မှာစုရတော့မှာသူတို့ပေးထားတဲ့ဖုန်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော် Vivo 870 Pro Plus ကိုစုရတော့မှာတစ်လုံးချရခဲ့ဘူးလေဆိုတော့လည်းအားလုံးသိကြမှာထင်တယ်ပေါ့နော်အဲ့ဒီအချိန်တည်းကကျွန်တော်က Vivo 8 series တွေကိုကျွန်တော်အရန်သဘောကျခဲ့တာပေါ့နော်ကျွန်တော် mobile photography ကို YouTube တဲ့လူဖြစ်တယ် mobile photography ကိုကောင်းကောင်းရိုက်ရှင်တဲ့လူဖြစ်တဲ့အကြောင်းမလို့ဒီ8 series တွေရဲ့လှုပ်ဆောင်နိုင်စွမ်းတွေကိုကျွန်တော်တော်သဘောကျတယ်ပေါ့နော် mobile photography မှာကျွန်တော်အကြိုက်ဆုံးပဲပေါ့နော်အဲ့တော့ကျွန်တော် Vivo နဲ့အလုပ်တွေတွဲလုပ်ဖြစ်တယ်ပေါ့နော်တွဲလုပ်ဖြစ်တဲ့အခါမှာ Vivo လည်းအများနဲ့ပြောတယ်ပေါ့နော် Vivo 8 series တွေမြန်မာနိုင်ငံကိုမသွင်းဘူးလားပေါ့နော်ကျွန်တော်အဲ့ဒါတွေလုပ်ရှင်တယ်ပေါ့နော်ရိုက်ရှင်တယ်သုံးရှင်တယ်ပေါ့နော်မြန်မာနိုင်ငံလူတွေလည်းသုံးစေရှင်တယ်ဆိုပြီးတော့အများနဲ့ပြောခဲ့ရပါပေါ့နော်ဒီနှစ်2025ကုန်ကန်ဒီလေးမှာပဲကျွန်တော်တို့ချီကိုVivo 8300 Pro ကြီးကကျွန်တော်ရောက်ရှိလာပြီပေါ့နော်ကျွန်တော်စသွင်းနေပြီပေါ့နော်အဲ့တော့ကျွန်တော်အရင်တော့ Vivo နဲ့ Vivo V40 တို့เนาะ Vivo V60 တို့အဲ့လို V series တွေနဲ့လည်းကျွန်တော်လုပ်ခဲ့ဘူးတယ်ပေါ့နော်အခုတော့ကျွန်တော်အရန်လုပ်ရှင်တဲ့ Vivo 8 series က Vivo 8300 Pro ကြီးကိုကျွန်တော်စပြီးတော့မှထိတွေ့ခွင့်ရခဲ့ပြီပေါ့နော်အဲ့တော့ကျွန်တော် Vivo 8300 Pro အပြင်ပေါ့နော်ကျွန်တော်တို့ဓာတ်ပုံဆရာတွေဖုန်းနဲ့ဓာတ်ပုံရိုက်တဲ့လူတွေတိုင်းသဘောကျတဲ့ Vivo Photographer Kit လေးပါပို့လာပေးရပေါ့နော်အဲ့ထဲမှာကျွန်တော်အစုံပါတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဖောက်ပြပေးခြင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကအခုကဒါပေါ့နော်ဒီ Vivo 8300 Pro အတွက်ဒါ documentary video တွေ unboxing video တွေကိုတခါတည်းရိုက်ဖို့အတွက်ခီးထွက်နေနေထွက်လာတာဖြစ်တယ်ပေါ့နော်ဂလော့ရောက်နေတာပေါ့နော်အဲ့တော့ဒီဥစ္စာကတော့ unboxing လုပ်ပြီးသားဖြစ်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်ရှေ့မှာပေါ့နော်ဟိုအဓိကသူတို့ဒီဗီဒီယိုအတွက်ပေါ့နော်ကျွန်တော် unboxing video ရိုက်ထားတယ်ပေါ့နော်ကျွန်တော်အလှ short လေးတွေပေါ့နော်ဒါကြောင့်မလို့ဟိုမှာတော့ကျွန်တော်ကအမြင် short လေးပြသွားမှာစက္ကန့်ပိုင်းလေးပဲပေါ့နော်ဒီမှာကျတော့ကျွန်တော်တို့ကကျွန်တော်ရဲ့အတွေ့အကြုံလေးတွေနဲ့ကျွန်တော်သိစေချင်တဲ့ဟာလေးကိုမျှဝေပေးပါဆိုတော့ကျွန်တော်ထပ်ပြီးတော့မှ unboxing ထပ်လုပ်တာဖြစ်တယ်ပေါ့နော်အဲ့တော့ plastic တွေဘာတွေဟိုဟာအကုန်လုံးဟိုဟာတချို့ဟာတွေခွာပြီးသွားပြီပေါ့နော်ဒါပေမဲ့လည်းကျွန်တော် Vivo 8300 Pro နဲ့ဒီအထက်မှာဘာတွေပါလဲဆိုတော့အားလုံးကိုသိစေချင်လို့ကျွန်တော်ထပ်ပြီးတော့မှလုပ်လိုက်တာဖြစ်တယ်ပေါ့နော် okay အဲ့တော့ဒါ800 Ultra ပါ okay အဲ့တော့8300 Pro လေးကိုကျွန်တော်တို့စပြီးတော့မှဖွင့်ကြည့်မယ်ပေါ့နော်ကျွန်တော်တို့ okay ဒီမှာ okay ဒီလိုလေးဖွင့်လိုက်ပြီဖွင့်လို့ချင်းကျွန်တော်တို့ဒီမှာအရင်တော့ကျွန်တော်တို့ထုံးစံတိုင်းပေါ့နော်ဒီဟိုဟာလေးပါမယ်ပေါ့နော်ဒီဖာလေးနဲ့ပေါ့နော်ဒါ Vivo 8300 Pro ဖုန်းဖာလေးဖြစ်ပါတယ်โอเคအဲ့တော့အထဲမှာတော့ထုံးစံတိုင်းပေါ့နော်ကျွန်တော်တို့ Vivo 8300 Pro ဖုန်းလေးပါပါမယ်ပေါ့နော်ဒါကတော့ကျွန်တော်ဖောက်ပြီးသွားပြီပေါ့နော်ဖောက်ပြီးသွားပြီဓာတ်ပုံလေးလည်းကျွန်တော်ရိုက်ထားပြီပေါ့တော်တော်ကြိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ရှင်းကြည့်ရအောင်ပေါ့နော်800 Ultra နဲ့8300 Pro နဲ့တိတ်မကွာဘူးပေါ့နော်ကျွန်တော်ဒီ8300 Pro တော့နည်းနည်းလေးပို့ပြီးတော့မှသေးသွားတယ်ကျစ်သွားတယ်ပေါ့နော်တော်တော်လေးပို့ပြီးတော့မှကင်လို့ကောင်းသွားတယ်ပေါ့နော်ဒီဇိုင်းတွေပါညာရောကျွန်တော်တို့တိတ်မကွာဘူးပေါ့နော်တူတူပဲဒါပေမဲ့ဒီကောင်လေးကကင်ရတာပို့ပြီးတော့မှကောင်းတယ်ပေါ့နော်ဒီကောင်ကတော့မှန်အခုံးလေးဖြစ်တယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့ကအနေပေါ့နော်ရိုးရိုးပဲပေါ့နော်โอเคအဲ့လိုမျိုးလေးရှိပါတယ်ဒါကကျွန်တော်တို့ဖုန်းပါโอเคဖုန်းပြီးတော့ကျွန်တော်တို့အထဲမှာဘာတွေပါမလဲဆိုရင်တော့ထုံးစံတိုင်းပေါ့နော်ကျွန်တော်တို့ဖုန်းတွေမှာမပါဖြစ်ပါမယ်ဟိုအာသွင်းကြိုးတွေအာသွင်းခေါင်းတွေပေါ့နော်ဒီမှာအာသွင်းခေါင်းတွေပါမယ်လို့ရှင်ကျွန်တော်တို့အာသွင်းကြိုးတွေပါမယ်ပေါ့နော်ဒါရတော့ကျွန်တော်ထုံးစံပါလေးပါစားရှိတဲ့ဟာတွေပေါ့နော်အဲ့တော့ကျွန်တော်အဓိကပြပေးချင်တာကတော့ဒီ Vivo 8300 Pro နဲ့တွဲပါလာတဲ့ဒီ photographer kit ကိုပြပေးချင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအောက်မှာတစ်ထက် answer လေးနဲ့ပါအဲ့လိုလေးရှိတယ်အဲ့ဒီမှာကျွန်တော်တို့ဒီလိုဖုန်းလေးပါဒါအဖုန်းလေးပါအဲ့ဒီဖုန်းလေးဖယ်လိုက်မယ်ပြီးဘာတွေပါလဲဆိုတော့ကျွန်တော်တစ်ခုချင်းပြပေးမယ်ပေါ့နော်အဲ့တော့ပထမတစ်ခုကတော့ကျွန်တော်တို့ဒီဖုန်းကိုဒီ photographer kit ကိုတွဲသုံးဖို့အတွက်ကျွန်တော်တို့ကာဗာပါတယ်ပေါ့နော်ဒီကာဗာလေးကိုကျွန်တော်တို့ကအရင်ဆုံးတက်ရတယ်ကျွန်တော်တို့မှာကြိုးလေးတောင်မှကျွန်တော်မဖြုတ်ရသေးဘူးပေါ့နော်ကျွန်တော်ဟိုတနေ့ကရိုက်ထားတဲ့ဟာလေးကိုကျွန်တော်တက်ထားတာပေါ့နော်ကြိုးလေးကိုအဲ့တော့ကျွန်တော်ဒီဟာလေးကိုဒီလိုလေးခဏလေး sorry ပါကြိုးခံတော့ဒါလေးကျွန်တော်တက်လိုက်ပါမယ် okay ဒီလိုလေးကျွန်တော်တို့အရင်ဆုံးတက်ရတယ်ပေါ့နော်ဒါကကျွန်တော်တို့ကာဗာပေါ့နော်ဒီလိုကာဗာအတွက်ဖြစ်တယ်ပြီးတော့အဲ့ဒီမှာကျွန်တော်တို့နောက်တစ်ခုကကျွန်တော်တို့အရင်ကြိုက်တဲ့ဒီဟိုရာလေးပေါ့နော်ဒီ grid လေးပေါ့နော်ဒီ grid လေးကတော်တော်မိုက်တယ်ပေါ့နော်ကျွန်တော်ဓာတ်ပုံဆရာတွေကင်မရာကိုကင်ပြီးတော့မှရိုက်တယ်လို့မျိုးပေါ့နော်ကျွန်တော်ဒီ grid လေးလည်းပါတယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်တက်ပြပါမယ်ကျွန်တော်ဒီလိုလေးတက်ရပါတယ်တို့အတန်လေးမြည်ပါတယ်ဒါဆိုရင်ဒီလိုလေးကျွန်တော်ကင်ရိုက်လို့ရပြီပေါ့နော်ဒီမှာကျွန်တော်ဒီ shutter button လေးပါတယ်ပေါ့ဒါလေးနဲ့ကျွန်တော်တို့ကနှိပ်ပြီးတော့မှဓာတ်ပုံလေးရိုက်လို့ရတယ်ပေါ့နော်ခါလေးကျွန်တော်ရှိတ်ထားပြီးသားဖြစ်တယ်ပေါ့နော်တန်လေးကြာလားမသိဘူးပေါ့နော်အဲ့လိုလေးကျွန်တော်တို့ရိုက်လို့ရတယ်ပေါ့နော်တော်တော်မိုက်တယ်ဒီ mirrorless camera အသေးလေးကင်ထားရတယ်လို့မျိုးပေါ့နော်အဲ့လိုပေါ့ပါနဲ့ကျွန်တော်ကြစ်လေးလေးပေါ့နော်အဲ့လိုကင်လို့ရတယ်ပေါ့နော်ဒါကကျွန်တော်တို့ grid net ဒီလိုမျိုးပဲရိုက်မယ်ဆိုရင်လည်းရတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီမှာနောက်ထပ်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ကဒီ tele lamp ပေါ့နော်ဒီ tele lamp ဆိုရင်ကျွန်တော်တို့က
200mm နဲ့1600mm ထိဆွဲလို့ရတယ်ပေါ့နော်တော်တော်ကိုမိုက်တယ် quality လည်းကောင်းတယ်ပေါ့နော်ကျွန်တော်စမ်းကြည့်ပြီးသွားပြီပေါ့နော်တော်တော်မိုက်တယ်အဲ့တော့ဒီဟာလေးကိုကျွန်တော်တို့ကတက်ပြီးတော့မှသုံးနေတယ်ဒီမှာ original 108 250mm ကလည်း quality ကောင်းတော်တော်ကောင်းတဲ့ထဲမှာပါနေပြီအဲ့ဒါအပြင်ကိုဒီမှာကျွန်တော်တို့က 2.358ပေါ့နော်အဲ့ဒီစာတယ်လီဆွဲလို့ရတဲ့ဟာပြောမယ်ဆိုကျွန်တော်တို့မှာဆိုတော့ 1600mm ထိဆွဲလို့ရတဲ့တယ်လီလန်ထပ်တက်ပြီးသုံးလို့ရအဲ့ဒါဆိုရင်ကျွန်တော်အရင်ဆုံးပါလောက်ရလဲဆိုတော့ဒီဒါလေးကိုတက်ရတယ်ပေါ့နော်ဒီဟိုဟာလေးကိုကျွန်တော်အရင်တက်ရအရင်တော့ကျွန်တော်ဖုန်းမှာတော့ဒီ original မှာဒါလေးပါတာပေါ့ဒါလေးကကျွန်တော်ဖြုတ်ထားတယ်အခုဒီကောင်လေးကျွန်တော်တက်မှာပေါ့နော်ဒါလေးတက်ပြီးတော့မှ PSR နဲ့တွဲရမှာဖြစ်တယ်အဲကျွန်တော်ဒီလိုလေးတက်လိုက်ရမှာပဲပြီးလို့ချင်းကျွန်တော်တို့ကဒီမှာ daily lens လေးကိုဖွင့်မယ်ဖွင့်ပြီးတော့မှဒီမှာသူ့ရဲ့အဖြူဆက်လေးတိုင်းပေါ့နော်နေရာလေးကိုကျွန်တော်တို့က lens လေးတက်လို့ပဲလောက်လေးလောက်ပြီးတော့ဒီမှာကျွန်တော်တို့ရိုက်လို့ရပြီပေါ့နော်ဒီဆိုရင်တော်တော်မိုက်တယ်ပေါ့နော် weight ကအရင်လည်းမလေးဘူးပေါ့နော်အဲကျွန်တော်ဆိုရင်တော့ daily shot ဖြစ်သွားတဲ့အကြောင်းအဝေး shot တွေဖြစ်တဲ့အကြောင်းတုံနေပေါ့အဲအကြောင်းကျွန်တော်ဒီလိုလေးနဲ့ထိမ့်ကြိုင်ပြီးတော့မှရိုက်တယ်တစ်ခါကျလို့ကျွန်တော် tripod လေးနဲ့ရိုက်တယ်ပေါ့နော်အဲ့လိုလေးဆိုရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒီလိုလေးကျွန်တော်တို့သုံးလို့ရပါတယ်ရိုက်ထားတဲ့ပုံတွေကကျွန်တော်နောက်ပိုင်းတင်ပြမယ်ပေါ့နော်ကျွန်တော် Vivo မှာလည်းတင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့အချိန်ပြည့်စောင့်ကြည့်လို့ရပါတယ်ပေါ့နော်ဒါကဒါလေးပေါ့နော်ပြီးတော့ကျန်တဲ့ဟာတော့ကျွန်တော်ဒီမှာတခြား ring လေးတွေပါသေးရပေါ့နော် ring လေးတွေပါသေးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီ ring လေးပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဘာပါသေးလဲဆိုရင်တော့ကျိုးပေါ့နော်ဒီမှာဆွမ်းနာကကျွန်တော်ဒီဟာလေးနဲ့တွဲသုံးလို့ရတဲ့ကျိုးပေါ့နော်ဒီကျိုးလေးကလည်းကျွန်တော်တို့ကင်မရာတစ်လုံးလိုပေါ့နော်ကျွန်တော်လွယ်သွားလို့ရအောင်ကျိုးလေးလည်းသူထည့်ထားပေးတာဖြစ်တယ်ပေါ့နော်ဒီလိုလေးကျွန်တော်တို့ရှေ့လို့ရတယ်ပေါ့နော်အဲ့လိုလေးကျွန်တော်တို့ပါပါတယ်ကျန်တာတော့မပါတော့ဘူးကျန်တာတော့ကျွန်တော်ဒီစာရွက်တွေအသုံးပြုနည်းတွေဖြစ်ပါတယ်ပေါ့နော်โอเคအဲ့တော့ Vivo 8300 Pro ကတော့ကျွန်တော်တို့မြန်မာနိုင်ငံကိုစပြီးတော့မှသွင်းပြီးကျွန်တော်တို့ Vivo 8 series တွေကိုအသုံးပြုပြီးတော့မှ mobile phone နဲ့ဓာတ်ပုံတွေကိုကျွန်တော်အမိုက်စားရိုက်လို့ရပြီပေါ့နော်ဒါကျွန်တော် Vivo နဲ့အလုပ်တွဲလုပ်နေလို့ကောင်းပြောပေးတာမဟုတ်ဘူးပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်း Vivo 8 series တွေကိုအများအားသုံးလာတာကျွန်တော်တော်ကြိုက်တဲ့ထဲမှာပါတယ်ပေါ့နော်အခုနောက်ပိုင်းမှာဆိုတော့ကျွန်တော်ပြိုင်ပွဲတွေလည်းပြန်နေတဲ့အတွက်ကြောင့်တခြားဖုန်းတွေလည်းကျွန်တော်အသုံးပြုဖြစ်တယ်ပေါ့နော်ဒါပေမဲ့လောလောဆယ်မှာတော့ကျွန်တော်ဒီ Vivo 8 series တွေအကြိုက်ဆုံးပဲအခုထွက်လာတဲ့ Vivo 8300 Pro ကတော့အကြိုက်ဆုံးလို့ပြောလို့ရပါဘောနော်ကျွန်တော်ဓာတ်ပုံတွေလည်းအများကြီးရိုက်ထားတယ်ပြိုင်ပွဲတွေလည်းဆက်ပြိုင်အောင်ပါဘောနော် Vivo မှာဆိုလည်း Vivo Vision Plus ဆိုတဲ့ပြိုင်ပွဲရှိရဲတစ်ကမ္ဘာလုံးကပြိုင်လို့ရတယ်ဘောနော်အဲ့မှာဆိုလည်းကျွန်တော်စုကြည်တွေအရင်ကောင်းတယ်ဘောနော်အဲ့တော့စုတွေလည်းထည့်ရအောင်မယ်လို့ယုံကြည်ရဘောနော်โอเคအဲ့တော့ကျွန်တော်တို့ Vivo 8 series ဆိုရင် Vivo 870 Pro Plus ဖုန်းတစ်လုံးသုံးဘူးတယ်ပြီးတော့ Vivo 800 Ultra ဖုန်းတစ်လုံးသုံးဘူးတယ်အခု Vivo 8300 Pro ဖုန်းတစ်လုံးသုံးဘူးပဲပေါ့နော်ဂျားထဲမှာ Vivo 8200 Ultra တွေပေါ့နော်ကြောတငယ်ချင်းမိတ်ဆွေတွေရှိရဖုန်းတွေလည်းကျွန်တော်စမ်းသုံးကြည့်ဘူးတော်တော်ကြိုက်တယ်ပေါ့နော်အဲ့တော့ mobile phone photography ကိုကျွန်တော်တို့က master level next level ရိုက်ရှင်တဲ့သူတွေအတွက်ကတော့ Vivo 8 series ကိုကျွန်တော်ညွှန်ကျင်ပါတယ်ကျွန်တော်လာမိတဲ့လူတိုင်းတော်တော်များများလည်းကျွန်တော်ညွှန်နေပေါ့နော်ကိုယ့်အတွက်ကပတ်စံလေးလည်းနည်းနည်းအဆင်ပြေတယ်ဆိုရင်ဒီ series တွေ 8 series တွေကိုစမ်းကင်ပြီးတော့ရိုက်ကြည့်ပါတကယ်ကောင်းတယ်လို့ကျွန်တော်အားမခံပါတယ်အားလုံးလည်းဒါမြင်ရတွေ့ကြလိမ့်မယ်ပေါ့နော်โอเคဒါကတော့ကျွန်တော် Vivo 8 series တွေနဲ့ပတ်သက်ပြီးကျွန်တော်တိထားတဲ့ဟာလေးကျွန်တော်ရဲ့အတွေ့အကြုံလေးတွေကိုမျှဝေပေးတာဖြစ်တယ်ပေါ့နော်နောက်ပိုင်းကျွန်တော်ဗီဒီယိုတွေလည်းအများကြီးတွေ့ရအောင်မှာဖြစ်တယ်ဓာတ်ပုံတွေလည်းအများကြီးတွေ့ရအောင်ပါပေါ့ဒီ8 series နဲ့ရိုက်ထားတဲ့ဟာတွေပေါ့နော်โอเคကျွန်တော်ကတော့အရန်သဘောကျအရန်စိတ်လှုပ်ရှားနေပြီเนาะကျွန်တော်ဒီပုံလေးဒါလေးနဲ့ကျွန်တော်ဓာတ်ပုံတွေအများကြီးရိုက်ပါအောင်မယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုကြည့်ပြီးတဲ့လူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မကြခင်မှာပြန်ဆောင်ကြပါမယ်